အိမ်မှာပဲတချင်းတွေကိုကိုယ်တိုင်စပြီးဖန်တီးခြင်းတဲ့သူတွေအတွက်ကျွန်တော်ရဲ့ home recording class နဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဗျ It's been so long that I haven't seen your face. I'm trying to be strong, but the strength I have is rushing away. It won't be long. home recording class ဆိုတာတော့အကြောင်းမျိုးကြောင့် studio မသွားဘဲနဲ့ပေါ့နော်အိမ်မှာပဲတချင်းအတန်သွင်းခြင်းတဲ့သူတွေပြီးတော့ cover sound တွေကိုတကယ် quality ကောင်းနဲ့ဖန်တီးခြင်းတဲ့သူတွေအတွက်ရည်ရွယ်ထားတဲ့ class ဖြစ်ပါတယ်ဗျ I wanna make up right now. I wanna make up right now. home recording class မှာတော့တချင်းတစ်ပုတ်စပြီးဖန်တီးတော့မယ်ဆိုရင်စနစ်တကျ project တွေကို create လုပ်ရတဲ့ file management အကြောင်းတွေအတန်ရဲ့အခြေခံသဘောတရားအကြောင်းတွေ audio ပစ္စည်းတွေနဲ့ software တွေကိုဘယ်လိုချိတ်ဆက်ရမယ်ဆိုတဲ့အကြောင်းတွေ signal flow အကြောင်းတွေ technique မှန်ကန်စွာအတန်ဖန်ယူခြင်းအကြောင်းတွေ recording အတွက်အရန်ကိုအရေးကြီးတဲ့ gain stage နဲ့ clipping distortion အကြောင်းတွေပြီးရင်တော့ကျွန်တော်တို့အကောင်းဆုံးဖန်ယူထားတဲ့ဒီ audio တွေကိုပြန်ပြီးတော့ edit လုပ်ရတဲ့အပိုင်းတွေ vocal guitar စတဲ့အရာတွေကို audio mixing ပြုလုပ်တဲ့အပိုင်းလေးတွေပြီးရင်တော့တခြားသူတွေနဲ့အလုပ်လုပ်တဲ့အခါမှာတယောက်နဲ့တယောက်ဒီ file sharing အပိုင်းတွေပေါ့နော်ဒီလုပ်ငန်းခွင်ဆိုင်ရာဗဟုသုတအကြောင်းတွေဒါတွေကိုကျွန်တော်တို့ကအဓိကသင်ပေးသွားမှာဖြစ်ပါတယ်ဗျသင်တဲ့ပုံစံကတော့သင်တန်းသားတယောက်ချင်းစီရဲ့ကွန်ပျူတာကို screen control နဲ့ပေါ့နော်သူတို့ရဲ့ကွန်ပျူတာထဲမှာပဲတချင်းလေးတွေ recording လုပ်ပြရင်ဖန်တီးပြရင်နဲ့သင်ပေးတာမျိုးဖြစ်ပါတယ်တယောက်ချင်းသင်တာဖြစ်တဲ့အတွက်ကြောင့်ကိုအားတဲ့အချိန်ကိုညှိပြီးတော့သင်တန်းတက်လို့ရပါတယ်ဗျ recording သင်တန်းအတွက်လိုအပ်တဲ့ software တွေကိုတော့ကျွန်တော်တို့ဘက်ကနေ free install ပေးသွားမှာဖြစ်ပါတယ် I wanna make